နင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဧပြီလ10ရက်ကနေ14ရက်နေ့တော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်စိတ်ချမ်းသာမယ်မရည်ရွယ်ပဲအလှူဒန်းမင်္ဂလာကိစ္စတွေမှာပါဝင်ပတ်သက်ဆောင်ရွက်ရတာမျိုးတွေလည်းကြုံနေမယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့အသုံးချပြီးတိုးတက်မယ်ပြိုရွယ်သူတွေစမ်းပွင့်မယ်စုပေါင်းလုပ်ငန်းလုပ်ဖို့ခွင့်ရည်လေးတွေပေါ်လာမယ်ကာလတန်ကြာပိတ်နေတဲ့လမ်းကြောင်းလေးတွေပြန်ပွင့်မယ်ကောင်းသောသတင်းစကားများကြားသိကြုံတွေ့ရမယ်ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်ရှင်းရနေရခုအတွက်ကောင်းသောနေ့တစ်ခုဖြစ်တယ်9ရက်နေ့မှာရန်တိုက်ခံနဲ့ရှင်ပြီးတော့လောရတာလေးတွေရှိမယ်ခရီးကိစ္စအဆင်ပြေမယ်10ရက်နေ့မှာဝေးကြီးကံလုပ်ငန်းကံကောင်းမယ်17ရက်နေ့မှာရန်တိုက်ခံနဲ့ရှင်ပြီးလောရမယ်12ရက်နေ့13ရက်နေ့14ရက်နေ့တွေမှာစက်တိုက်အလုံးစုံကောင်းသောနေထားနဲ့အလိုရှိရာစန္ဒတို့ကိုလက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့ကံခွင့်လန်းတွေကိုရရှိမှာဖြစ်ပါတယ်တနင်္လာနေ့တောက်ကြနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသပတေးနေ့စနေနေ့မွေးသူတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်6ခွန်9ကဏ္ဍနေကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စကိုဆောင်ရွက်နိုင်ပါတယ်အထူးဆောင်ရွက်ရမယ့်အကြောင်းအရာကတော့မဟာသကြံအကြနေ့သကြံကြချိန်ဖြစ်တဲ့နေခင်း12:49မိနစ်ဧပြီလ14ရက်နေ့နေခင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာခေါင်းစည်းခေါင်းလျှော်ပြုရမယ်ခေါင်းစည်းခေါင်းလျှော်ပြုတဲ့အခါမှာကိုကအနောက်ရက်ကိုမျက်နှာမူအုံးရွက်ကိုခြေထောက်နဲ့နင်းဇီးညွန်နေုံလူနဲ့ဆောင်ပြီးတော့တရုတ်ကင်မွန်းနဲ့ခေါင်းစည်းခေါင်းလျှော်ပြုခြင်းဖြင့်မကောင်းသောအညံ့တွေအလုံးနှိမ်ဟောင်းကအညံ့တွေအလုံးကင်းစင်ပြီးတော့ကောင်းခြင်းကံကြမ္မာကိုရရှိနိုင်ကြောင်းတင်ပြပါတယ်ကျေးဇူးတင်ပါတယ်